အများရဲ့ competitor တွေမှာလည်း AI ရှိတယ်။ဘာပြောချင်တာလဲဆိုတော့အခုလက်ရှိသုံးနေတဲ့ AI tools တွေကခင်ဗျားကိုပို့ပြီးတော့ special ဖြစ်စေမှာမဟုတ်ဘူးဆိုတာပြောချင်တာပါ။ဒီနေ့ခေတ်မှာလူတိုင်းနီးပါးက AI ကိုသုံးပြီးတော့ပုံတွေဖန်တီးနိုင်နေပြီ။စာတွေရေးနိုင်နေပြီ။လူတိုင်းနီးပါးက AI သုံးပြီးတော့ video တွေလုပ်နိုင်နေပြီ။အဲ့ဒါအပြင် AI ကိုကိုယ့်ရဲ့ text တွေကိုပါခိုင်းလို့ရလာနေပြီ။အဲ့တော့ AI ကကောင်းလားဆိုရင်တော့ကောင်းတယ်။ဒါပေမဲ့အဲ့ဒီ AI တစ်ခုတည်းကပဲကိုယ့် competitor တွေထပ်ပို့ပြီးတော့တာစီမှာမဟုတ် AI ကအဖြေပေါင်းများစွာကိုမိနစ်ပိုင်းအတွင်းမှာပေးကောင်းပေးလိမ့်မယ်ဒါပေမဲ့အဲ့ဒီအဖြေကကိုယ့်ရဲ့ customer လိုချင်နေတာဟုတ်ချင်မှဟုတ်လိမ့်မယ်ကျွန်တော်က AI ကိုမကောင်းဘူးလို့ပြောချင်တာမဟုတ်ပါဘူး AI ကဒီနေ့ခေတ်မှာအရန် effective ဖြစ်တဲ့ tools တစ်ခုအနေနဲ့ပါဝင်လာပါပြီအဲ့တော့ marketing မှာလည်း AI ကမဖြစ်မနေပါလာတော့မှာပါဒါပေမဲ့ AI က tools တစ်ခုအနေနဲ့ပဲရှိပါတယ်မိတ်ဆွေရဲ့လုပ်ငန်းကို unique ဖြစ်အောင်လုပ်နိုင်တာမိတ်ဆွေကိုယ်တိုင်ပါ